မင်္ဂလာပါခင်ဗျာ A1 channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဗီဒီယိုလေးလည်းမတင်နိုင်ကြဘူးဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာ Virtual Master Get Free ရှောက်တဲ့နည်းလမ်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိခဲ့မယ်ဆိုရင်တော့ like and subscribe လေးနဲ့ကျွန်တော်ကိုလည်းပြန်လည်ပြီးတော့မှကူညီပေးခဲ့ပါအောင်ခင်ဗျာကျွန်တော်ဒီ Master Get လေးပေါ့နော်ဒီ Get လေးကတော့ကျွန်တော်တို့ဒီ stable coin တွေပေါ့နော် USDC တို့ဒါ USDT တို့စတာတွေနဲ့ကျွန်တော်တို့ဓာတ်ရိုက်ချိတ်ဆက်ပြီးတော့မှအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်နော်ကျွန်တော်အခုပြောပြမယ့် application လေးရဲ့နာမည်ကတော့ကျွန်တော် UUPay ဆိုတဲ့ဒါ application လေးဖြစ်ပါတယ်ကျွန်တော်တို့ Play Store မှာတော့ကျွန်တော်ရှာလို့မရတဲ့အတွက်ပေါ့နော်မိတ်ဆွေတို့အနေနဲ့နှစ်သက်တဲ့ browser တစ်ခုကနေပြီးတော့မှဒါ UUPay ဆိုတဲ့အရာကိုကျွန်တော်တို့ရှာလိုက်မယ်ဒါရှာပြီးတဲ့အခါမှာပေါ့နော်ကျွန်တော်တို့ဝင်လိုက်မယ်ပြီးတော့ကျွန်တော်တို့ get started ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်နှိပ်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့ဒီ download တင်ခဲ့တာလေးပေါ့နော်ဒီမှာတော့ကျွန်တော်တို့တရုတ်စာတွေကျွန်တော်လည်းတရုတ်စာတွေကျွန်တော်နားမလဲကကျွန်တော်တို့ Google Translate ကို download လို့ရတယ်ပေါ့နော်ဒါကြောင့်ဒီ download တင်ခဲ့တဲ့နေရာလေးနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ application ကို download ဆွဲလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ install တင်လိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒီနေရာမှာကျွန်တော်တို့အကောင့်စဖွင့်မဲ့ကျွန်တော် Gmail တို့เนาะဒါစတာတွေကိုထည့်ရမယ်ပြီးရင်တော့ကျွန်တော်တို့ကြလာတဲ့ OTP code ပေါ့နော်ဒီ OTP code ကိုနှိပ်မယ်နှိပ်ပြီးတော့မှကျွန်တော်တို့ password ကိုထည့်ပြီးတော့မှဒါအကောင့်ကို create လုပ်ပါမယ်အခုဆိုရင်တော့ကျွန်တော်တို့ဒီ UUPay ဆိုတဲ့အကောင့်ကိုကျွန်တော်တို့လွယ်လွယ်ကူကူလေးဖွင့်လို့ရရှိခဲ့ပြီဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီကတ်ကိုယူဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအကောင့်ကိုဒါ verify လုပ်ဖို့လိုတယ်ပေါ့เนาะအရင်တော့ကျွန်တော်တို့ဒီ master card ယူမယ်ဆိုရင်တော့ဒါကတ်တင်ဖို့က10 USDT ပေါ့ကျွန်တော်တို့ပေးရတယ်ဒါခုချိန်မှာတော့ကျွန်တော်တို့လောလောဆယ်ပေါ့နော်ယနေ့ချိန်ထိဒါ2026ဒီ January လထဲမှာပေါ့နော်စောပိုင်းမှာတော့ယနေ့ချိန်ထိကျွန်တော်တို့ကတ်ကို discount နဲ့ပေါ့နော် free ပေးနေတာတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီတရုတ်ဆိုင်နားမလဲပေါ့နော်နားမလဲကကြကျွန်တော်တို့ဒီဘာစကားပြောင်းဖို့အတွက်ကျွန်တော်တို့ဒီနေရာလေးပေါ့နော်ကျွန်တော်ကဘာလုံးပုံလေးနှိပ်မယ်နှိပ်ပြီးတဲ့အခါမှာကျွန်တော်တို့အင်္ဂလိပ်စာစကားကျွန်တော်ပြောင်းလိုက်ပါမယ်နော်အဲ့တော့ကျွန်တော်တို့ပြောင်းပြီးဘာစကားပြောင်းပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့ကတ်လျှောက်ဖို့အတွက်เนาะကျွန်တော် cat ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါမယ်เนาะဒီနေရာမှာတော့ကျွန်တော်တို့ဒီ select cat ပေါ့เนาะ select cat ကိုနှိပ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ ID verify လုပ်ဖို့အတွက်အချက်လက်တွေကိုဖြည့်ပေးရမှာဖြစ်ပါတယ်ဒီ country ဆိုတဲ့နေရာမှာပေါ့เนาะဒီ USC region ပေါ့เนาะဒါ country region ဆိုတဲ့နေရာမှာကျွန်တော်တို့မြန်မာဆိုတဲ့ဟာကိုယူလိုက်မယ်ပြီးတော့ဒီ application လေးဟာကျွန်တော်တို့ကဒါမြန်မာ driving license ပေါ့နော်မြန်မာရေမောင်း license တို့မြန်မာ passport တို့เนาะမြန်မာဖုန်းနံပါတ်တို့နဲ့ကျွန်တော်တို့လွယ်လွယ်ကူကူဒါဖွင့်လို့ရတာတွေ့ရပါတယ်เนาะလို့ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီတက်ပို့ပြီးကောင်းတာဗာလဲဆိုရင်ဒီ application လေးကဒီ software ပေါ့နော်ဒီကတ်လေးကကြတော့ကျွန်တော်တို့ ID verify လုပ်တဲ့အခါမှာပေါ့နော်ကျွန်တော် live photo ပေါ့ကင်မရာနဲ့ရိုက်တဲ့ဟာမဟုတ်ဘဲနဲ့ကျွန်တော်တို့မိမိတို့ပေါ့နော်ဖုန်းထဲမှာဒါမိတ်ဆွေတို့ဖုန်းထဲမှာရှိနေတဲ့ဒါဓာတ်ပုံလေးတခုခုပေါ့နော်စတာတွေကိုအသုံးပြုပြီးတော့လဲကျွန်တော်တို့လွယ်လွယ်ကူကူဒါ verify လုပ်လို့ရတာကိုတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒါအချက်လက်တွေထည့်မယ်ဖုန်းနံပါတ်တွေထည့်မယ်เนาะကျွန်တော်တို့ဒီမြန်မာ driving license ပေါ့နော်ဒါနဲ့ပဲကျွန်တော်အသုံးပြုပြီးတော့ဖွင့်လိုက်မယ်เนาะဖွင့်ပြီးအခါမှာကျွန်တော်တို့နောက်တစ်ဆင့်ပေါ့နော်ကျွန်တော်နောက်တစ်ဆင့်မှာတော့ကျွန်တော်တို့ရဲ့ဒီမျက်နှာပေါ့နော်ဒါ selfie เนาะမျက်နှာကိုကျွန်တော် scan ဖတ်ပြရမှာဖြစ်ပါတယ်เนาะကျွန်တော်ဒီနှစ်ခုပြီးသွားတဲ့အချိန်မှာဆိုရင်တော့ကျွန်တော်တို့ခဏနေတဲ့အချိန်မှာဒီနှစ်ခုပြီးသွားတဲ့အချိန်မှာဒါခဏနေမှာဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ UUPay အကောင့်ကဒါ verify အကောင့်ဖြစ်သွားမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ verify အကောင့်ဖြစ်သွားပြီ verify ဖြစ်သွားပြီဆိုတော့ကျွန်တော် cat ဆိုတဲ့နေရာလေးကိုပြန်နှိပ်လိုက်မယ်ကျွန်တော်တို့ apply လုပ်ပေါ်ရင်တော့ဒါ select cat ကနေပြန်လျှောက်လိုက်မယ်နော်မပေါ်ဘူးဆိုတော့ကျွန်တော်တို့ခုလိုမျိုးပေါ့နော်ဒါ master cat ပေါ့နော် virtual master cat လေးကိုမိနစ်အနည်းငယ်အတွင်းမှာကျွန်တော်တို့အောင်မြင်စွာဖွင့်လို့ရခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်